ဤစိတ်ပြည့်နေတဲ့ငပြောပေါင်းကိုအိမ်မှာလှုပ်ရှားကြည့်ကြရအောင်စားရတာအရသာတိတိမိမိနဲ့အဝစားရတာမို့အိမ်မှာအလွယ်တကူလှုပ်ရှားကြည့်ကြမယ်နော်ပါဝင်ပစ္စည်းနည်းနည်းနဲ့အရသာရှိအိမ်မှာတအိမ်လုံးအဝစားလို့ရတဲ့ငပြောပေါင်းလေးကိုအတူတူလုပ်ကြည့်လိုက်အောင်နော်ပါဝင်ပစ္စည်းတွေကတော့ငပြောသည်နွားနို့အုံနို့တကြားနဲ့နို့စီတို့ပဲဖြစ်ပါတယ်အချို့မကြရင်တော့နို့စီထည့်ကြမလို့ပါဘူးရှင်ဒီနေရာမှာနွားနို့မရှိရင်နှုံမုံတုပ်တွေကိုတုံးလို့ရပါတယ်။အုံနို့ထည့်ရင်တော့စိမ့်စိမ့်လေးနဲ့အနံ့လေးမွေးပြီးတော့ပို့ပြီးတော့စားလို့ကောင်းပါတယ်။ပထမဦးဆုံးအိုးထဲမှာရေနွေးကိုထည့်ပြီးတော့တည်ထားလိုက်ပါမယ်။ရေနွေးဆူလာပြီဆိုရင်ငပြောသီးကိုခုန်ခွာပြီးတော့10မိနစ်လောက်တည်ထားလိုက်ပါ။10မိနစ်လောက်တည်ပြီးရင်တော့ရေတွေကိုပြန်သွင်းပြီးတော့ရေအသစ်ကိုပြန်တည်ပါမယ်။ဒီလိုမျိုးငပြောသီးကို9မိနစ်10မိနစ်လောက်တည်ပြီးတော့ရေတွေကိုသွင်းလိုက်တာကငပြောသီးတွေကအဖန်ရည်တွေကိုထွက်သွားစေပါတယ်။ဖန်ရည်မထုတ်ဘူးဆိုရင်တော့ငပြောပေါင်းရဲ့အရသာကဖန်သွားတတ်ပါတယ်။ငပြောသီးတွေကိုဖန်ရည်ထုတ်ပြီးရင်ခဏဆယ်ထားလိုက်ပါမယ်ရှင်။နောက်ထပ်ရေနွေးတအုပ်တည်ပြီးတော့ငပြောပေါင်းလုပ်ဖို့အတွက်ပြင်ဆင်ပါမယ်။ဒီနေရာမှာနွားနို့ရှိရင်တော့နွားနို့ကိုပဲတစ်ခါတည်းထည့်တည်လိုက်လို့ရပါတယ်။ကျမတော့နှုံမုံအသုံးပြုမှာမို့လို့ရေနွေးကိုတည်ပြီးမှနှုံမုံနှစ်ထုပ်နဲ့နှုတ်စီအောင်နှစ်ချောင်းကိုထည့်လိုက်ပါတယ်။ပွက်လာပြီဆိုရင်တော့တကြားကိုနှစ်စွန်းထည့်ပေးပါအချိုကျရင်တော့ပိုထည့်ပြီးတော့အချိုမကျရင်တော့ရှော့ထည့်ပေးပါပြီးရင်အုံနို့ကိုထည့်ပေးပါအုံနို့ထည့်တာကအရင်ကိုမွေးပြီးမှပြောပေါင်းရဲ့အရသာကိုထူခဲ့ပြီးတော့စားလို့ကောင်းစေပါတယ်အားလုံးတည်ပြီးလို့ဆူလာပြီဆိုရင်တော့ငပြောသီးကိုထည့်ပေးပါအားလုံးထည့်ပြီးပြီဆိုရင်တော့ငပြောသီးရဲ့အရသာဝင်သွားအောင်နှုတ်တွေကိုအရေခမ်းသွားအောင်လို့တည်ပေးပါမယ်ရေတွေတဝက်လောက်ခမ်းလာပြီဆိုရင်စားလေးနည်းနည်းထည့်ပေးပါစားလေးထည့်တာကအရသာကိုလည်းလေးစေပြီးတော့စားလို့လည်းပို့ပြီးတော့ကောင်းစေပါတယ်အချိုတွေဘလောက်ထည့်တဲ့ပေါ့ပေါ့ကြီးဖြစ်နေတယ်ဆိုရင်စားလေးကိုနည်းနည်းထည့်ပေးလိုက်ပါတည်ထားတဲ့အရည်တွေခမ်းလာပြီးတော့ငပြောသီးကလည်းတော်တော်ကြီးဤလာပြီဆိုရင်တော့အရသာကိုမြည်ကြည့်ပေးလိုက်ပါမယ်အရသာမြည်ကြည့်လို့ကိုကြိုက်တဲ့အရသာအတိုင်းကွက်တိဖြစ်နေပြီဆိုရင်တော့ငပြောပေါင်းလေးကစားလို့ရပါပြီရှင်ငပြောပေါင်းကတစ်ခါတည်ထားပြီးရင်ရေခဲတစ်တာထဲမှာထည့်ထားပြီး2ရက်3ရက်လဲစားလို့ရပါတယ်ငပြောပေါင်းလှုပ်ရှားမယ်လို့တွေးနေရင်ဒီနည်းလေးတိုင်းပဲလှုပ်ရှားကြည့်နော်အရသာလည်းအရင်ရှိပြီးတော့အလုပ်လည်းမရှုပ်ပါဘူးအနံ့လေးကလည်းအုံလို့ပါတာမို့အရင်ကိုမွေးပါတယ်အရင်ဤစိတ်ပြီးစားခြင်းနဲ့ဆိုရင်တော့အုံနုများများနဲ့နှုတ်ကြီးများများထည့်ပေးလိုက်ပါရေကတစ်တာထဲမှာထားပြီးတော့အေးအေးလေးလဲစားလို့ကောင်းပါတယ်ရှင်အိမ်မှာကလေးပေါက်စားလေးတွေရှိရင်လည်းကလေးတွေစားတဲ့နှုတ်လေးကိုအသုံးပြုပြီးတော့ပြောပေါင်းလေးလှုပ်ကြွေးလို့ရပါတယ်လွယ်ကူလွယ်မြန်ပြီးတော့စားလို့ကောင်းတဲ့ငပြောပေါင်းလေးရပါပြီနောက်တစ်ခါတွေလည်းလွယ်ကူလွယ်မြန်နဲ့မုံလုံးနီးဟင်းချက်နီးတွေကိုတင်ပေးဦးမှာမို့ follow လေးလုပ်ပေးခဲ့